မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့အုံလို့တာကူပြင်လေးလုပ်ပြပါမယ်ဗျာကျွန်တော်တို့အရင်ဆုံးဒဲဦးလေးကိုစီလေးတစ်ပေါက်နှစ်ပေါက်လောက်စမ်းလိုက်ပါမယ်ဗျာပြီးလို့ရှိရင်တော့ရေ800 ml လောက်ကိုဒဲဦးလေးထည့်ပြီးတော့ပွက်လာတဲ့အထိထည့်ပါမယ်ရေမလေးဆူလာပြီဆိုရင်တော့ကျွန်တော်တို့တာကူစီ100 g လောက်ထည့်ပါမယ်ဗျတာကူစီတွေရေထဲထည့်လိုက်တာနဲ့ချက်ချင်းမှွေပေးရပါမယ်ဗျဒါမှမဟုတ်လို့ရှိရင်တာကူစီတွေခဲသွားတတ်ပါတယ်တာကူစီတွေမျက်စံနဲ့နည်းနည်းပြောက်လာပြီရေလေးနည်းနည်းခန်းလာပြီဆိုရင်တော့ကျွန်တော်တို့အုံတို့200 ml လောက်ထည့်ပါမယ်အုံတို့ကတော့ကိုယ်စိတ်ကြိုက်ထည့်လို့ရပါတယ်200နည်းနည်းကြော်ထည့်လို့လည်းရပါတယ်ဗျအုံလုံးနဲ့ရေအနေငယ်ခန်းလာပြီးပြက်လာပြီးဆိုရင်တော့ကျွန်တော်တို့ကြား200 g နဲ့လက်ဖက်စားစွန်းတစ်စင်းထည့်ပြီးတော့ဝေပေးပါမယ်ဗျတာကူစီကလည်းမျက်စံပြောက်လာပြီရေကလည်းတော်ခန်းလာပြီအုံတို့အရောင်လည်းပြောက်ပြီးတော့ကြီးလာပြီဆိုရင်တော့ကျွန်တော်တို့ထက်ဖုံးမဲ့ဘူးလေးကိုထည့်ပါမယ်ဗျကိုထက်ဖုံးမဲ့ဘူးဒါမှမဟုတ်ဘန်းကိုတော့အောက်ခြေမှာစီတုပ်ပေးရပါမယ်ဗျစီတုပ်ပြီးသွားရင်တော့ကြိုထားတဲ့တာကူတွေကိုကျွန်တော်တို့ဘူးဒါမှမဟုတ်ဘန်းတွေကိုထည့်ပြီးတော့ပေးနာမှာလည်းခဏအေးခံထားပေးပါဗျပြီးတော့ကျွန်တော်တို့အပေါ်လာကျိုးဖို့အတွက်ပြင်ဆင်ပါမယ်ဗျ။ပေါ်လာကျိုးဖို့အတွက်ဆိုရင်တော့အုံနု400 ml ဝန်းကျင်၊နွားနု100 ml တကြားကတော့40 g လောက်သုံးပါတယ်ကျွန်တော်တကြားကတော့ပို့ထည့်ရင်ထည့်လို့ရပါတယ်။စားကလက်ဖက်စားစံတစ်စင်း၊ကော်မွန်ကလက်ဖက်စားစံတစ်စင်းကျွန်တော်ထည့်ပါတယ်ဗျ။ပြီးတော့ကျွန်တော်တို့အပေါ်လာကျိုးဖို့အတွက်ပြင်ဆင်ပါမယ်ဗျ။ပေါ်လာကျိုးဖို့အတွက်ဆိုရင်တော့အုံနု400 ml ဝန်းကျင်၊နွားနု100 ml တ
တကြားကတော့40 gram လောက်သုံးပါတယ်ကျွန်တော်တကြားကတော့ပို့ထည့်ရင်ထည့်လို့ရပါတယ်စားကလက်ဖက်စားစံတစ်စင်ကော်မွန်ကလက်ဖက်စားစံတစ်စင်ကျွန်တော်ထည့်ပါတယ်ဗျမွေနေနဲ့ပြစ်လာပြီးစီလည်းပြန်လာပြီးဆိုရင်ကျွန်တော်တို့ဘူးရဲလောင်းထည့်လိုက်လို့ရပါပြီဗျပြီးတော့ကျွန်တော်တို့မုတ်ဖုတ်ဆက်ထဲမှာထပ်ပြီးအောင်ပြီး185လောက်နဲ့နိုင်ဝက်လောက်ဖုတ်ပြီးလိုက်လို့ရှိရ